တကြောချစ်တာချင်းပြိုင်ဟဲ့ဘသူကနိုင်အချင်းကြောင့်ခံစားရအလွမ်းဆိုတဲ့ဒီဒုက္ခအရက်နဲ့ဖြေမှပြေပြောက်ခဲ့ရသစ္စာမရှိတဲ့အမိတို့မိမဟောသစ္စာရှိတဲ့အရက်ကိုတောက်ကြပစိုးကိုဆလွယ်တိုင်းရက်ွက်ထဲမှာတင်ရဆိုင်အရက်သမားဟာတိတ်ခါမချစေနဲ့ကွာတောက်ပြီးရင်မူကြမယ်ညနေစိန်ခန်းချိန်မှန်မှန်ဖကြမ်းတလိပ်ဖွာတောက်လိုက်အောင်ကွာအလွမ်းနာမိသမျှအရက်နဲ့ဖြေကြမတော်မဆလူငယ်နွားတောက်တော့စားစားလူမင်းသားမင်းတို့မထားငါပြောတာမဟုတ်ရပါမတော်မဆလူငယ်နွားတောက်တော့စားစားလူမင်းသားမင်းတို့မထားငါပြောတာမဟုတ်ရပါချာဘူးတကားပြောပြတာစိတ်တွေမခုရအမှုမလားလွမ်းမလားပြောကြပါမိတ်ဆွေတို့ရချာဘူးတကားပြောပြတာစိတ်တွေမခုရအမှုမလားလွမ်းမလားပြောကြပါမိတ်ဆွေတို့ရအချင်းညာမိတဲ့ဘဝတွေမလဲလားအော်သစ္စာရှိတဲ့အရက်ကိုတောက်ကြချစ်ကိုလေငွေလေရောမြတ်တာနဲ့ပဲဒီတကြောချစ်တာချင်းပြိုင်ဟဲ့ဘသူကနိုင်အချင်းကြောင့်ခံစားရအလွမ်းဆိုတဲ့ဒီဒုက္ခအရက်နဲ့ဖြေမှပြေပြောက်ခဲ့ရသစ္စာမရှိတဲ့အမိတို့မိမဩသစ္စာရှိတဲ့အရက်ကိုတောက်ကြပစိုးကိုဆလွယ်တိုင်းရက်ွက်ထဲမှာတင်ရဆိုင်အရက်သမားဟာတိတ်ခါမချစေနဲ့ကွာတောက်ပြီးရင်မူကြမယ်ညနေစိန်ခန်းချိန်မှန်မှန်ဖကြမ်းတလိပ်ဖွာတောက်လိုက်အောင်ကွာအလွမ်းနာမိသမျှအရက်နဲ့ဖြေကြမတော်မဆလူငယ်နွားတောက်တော့စားစားလူမင်းသားမင်းတို့မထားငါပြောတာမဟုတ်ရပါမတော်မဆလူငယ်နွားတောက်တော့စားစားလူမင်းသားမင်းတို့မထားငါပြောတာမဟုတ်ရပါချာဘူးတကားပြောပြတာစိတ်တွေမခုရအမှုမလားလွမ်းမလားပြောကြပါမိတ်ဆွေတို့ရချာဘူးတကားပြောပြတာစိတ်တွေမခုရအမှုမလားလွမ်းမလားပြောကြပါမိတ်ဆွေတို့ရအချင်းညာမိတဲ့ဘဝတွေမလဲလားအော်သစ္စာရှိတဲ့အရက်ကိုတောက်ကြ